ညီမလေးပြန်ပေးဆွဲခံရတာကိုတောက်ကူညီမပေးဘဲတင်ခွင့်ပြုလိုက်တဲ့အမျိုးသားတစ်ဦးဖုန်းကိုချက်ချင်းချပြီးနောက်ဘာကြောင့်ဒီလောက်ရက်ဆက်ရတာလဲအကြောင်းရင်းကတော့သူဟာသူ့ရဲ့ညီမလေးတွေလက်ချက်နဲ့တည်ဆုံးပြီးနောက်ဘဝတစ်ကိုပြန်လည်ရရှိခဲ့လို့ပါသူဟာကြီးမားတဲ့မော်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့အင်မော်တယ်ဆရာတစ်ပါးဖြစ်ပါတယ်ယခင်ဘဝကသူ့ရဲ့မဟာဂယုဏကြောင့်ညီမလေးလေးယောက်ကိုမွေးစားခဲ့တယ်သူတို့လေးယောက်ကိုအဆအရာရာထောက်ပံ့ပေးပြီးကိုယ်ပိုင်နယ်ပယ်အသီးသီးမှာထိပ်တပုဂ္ဂိုလ်တွေဖြစ်အောင်ကူညီပေးခဲ့ပါတယ်စီးပွားရေးသိပ္ပံနဲ့ဆေးပညာနယ်ပယ်တွေမှာထူးခြားတဲ့အောင်မြင်မှုတွေရရှိခဲ့ကြတယ်ဒါပေမဲ့ဒီကျေးဇူးရှင်ကိုပြန်လည်ကျေးဇူးဆက်ရမယ်သူတို့လေးယောက်ကသူတရားအားထုတ်နေချိန်မှာအန်တရာယ်ပြုခဲ့ကြတယ်သူ့ရဲ့မော်ပညာတည်ဆောက်မှုတွေကိုဖျက်ဆီးခဲ့ကြပြီးသူ့ကိုအစိတ်ခတ်ခဲ့တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ထဲကစွမ်းအားလမ်းကြောင်းတွေအကုန်ပျက်စီးခဲ့ရတယ်ကိုယ်ခံပညာကိုအသုံးပြုလိုက်တာနဲ့သူချက်ချင်းတည်ဆုံးတော့မှာဖြစ်တယ်သူ့ရဲ့မယုံနိုင်စရာအမွေအရာကိုကြည့်ရင်သူတို့လေးယောက်ကအေးအေးဆေးဆေးပဲအမှန်တရားကိုဖွင့်ချခဲ့ကြတယ်အကြီးဆုံးညီမလေးကအမျိုးသားကသူ့ယောဂါကိုကုသဖို့အတွက်ပုတ်တိုက်ကုထုံးသုံးတာဟာကိုယ့်ရဲ့စံသားတွေကိုဖြည့်ဆည်းနေတာလို့ဖြစ်တယ်လူတရညီမလေးကအမျိုးသားကသူမရဲ့ဘဝကိုထိန်းချုပ်ပြီးနာနိုဆက်ရုပ်တွေသူတည်တနာပြုတာကိုအဟန့်အတားဖြစ်စေတယ်လို့အပြစ်တည်တယ်တတိယညီမလေးကသူ့ရဲ့ချစ်သူကိုကယ်တင်ဖို့နေဆက်ဒေသကိုသွားတာကိုတားဆီးတယ်လို့နောက်ဆုံးမှာချစ်သူတည်ဆုံးသွားခဲ့ရတယ်လို့အပြစ်တည်တယ်စဒုထညီမလေးကအမျိုးသားကသူမကိုမိဘမေကေဟာမှာထားခဲ့ပြီးသူမရဲ့ဇီဝမိဘတွေနဲ့ပြန်ဆုံခွင့်မပြုခဲ့ဘူးလို့အပြစ်တင်ခဲ့ကြတယ်သူတို့ရဲ့ဒေါသတကြီးဆွဆွဲချက်တွေကိုတစ်ခုချင်းစီချရတော့အမျိုးသားရဲ့ရင်ထဲမှာမျောလင့်ချက်မဲ့ခြင်းတွေပြည့်တက်သွားတယ်သူ့ရဲ့တစ်သက်တာလုံးပေးဆက်မှုတွေကနောက်ဆုံးမှာသူတို့ရဲ့ရန်သူဖြစ်သွားမယ်လို့လုံးဝမထင်ခဲ့ဘူးဒေါသအကြီးအကျယ်ထွက်တဲ့အဆုံးအမျိုးသားဟာသူ့ရဲ့မော်စွမ်းအားတွေကိုအသုံးပြုပြီးဒီရက်ဆက်တဲ့သူ၄ယောက်နဲ့အတူတူပျက်စီးဆုံးရှုံးဖို့ရွေးချယ်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာသူဟာလွန်ခဲ့တဲ့ငါးတစ်စီကိုပြန်ရောက်သွားခဲ့တယ်သူခန္ဓာကိုယ်ထဲကအစိတ်တွေလည်းလုံးဝပျောက်ကင်းသွားပြီးသူ့ရဲ့ကိုယ်ခံပညာစွမ်းရည်တွေလည်းပြန်လည်ရရှိခဲ့တယ်ညီမလေး၄ယောက်ကလည်းသူ့နဲ့အတူပြန်လည်မွေးဖွားလာခဲ့ကြတယ်သူတို့ပြန်ဆုံတဲ့အခါသူတို့၄ယောက်ကအမျိုးသားနဲ့အဆက်အဆံအလုံးဖြတ်တောက်ကြတယ်လို့ပြောကြတယ်ဒီစကားကြားတာနဲ့အမျိုးသားကချက်ချင်းသဘောတူပြီးသူတို့ဘဝတွေမှာထပ်မံဝင်ရောက်ဆွဲဖက်တော့မှာမဟုတ်ဘူးလို့ကတိသစ္စာပြုလိုက်တယ်ဒါပေမဲ့သူတို့၄ယောက်ကိုသူပေးခဲ့တဲ့ပစ္စည်းတွေကိုပြန်ပေးဖို့တောင်းဆိုခဲ့တယ်ဒါကိုကြားတော့သူတို့၄ယောက်ကအမျိုးသားပေးထားတဲ့ကအမဲတွေအားလုံးကိုချက်ချင်းပစ်ချပြီးအမျိုးသားအပေါ်ပါကျွေးမိမှမရှိတော့ဘူးလို့ဆိုခဲ့ကြတယ်အမျိုးသားကယခင်ကသူတို့ရဲ့သစ္စာဖောက်မှုအတွက်ပါလို့မတတ်ခဲ့တာလဲဆိုတော့သူတို့အားလုံးဟာမကြခင်မှာလောက်ရတွေအတွက်တန်ရာတန်ကြီးကိုပေးဆက်ရတော့မှာမဟုတ်ပါသူတို့၄ယောက်ကတော့သူတို့မနေတဲ့ဆိုတာကိုနားမလည်သေးပဲအမျိုးသားရဲ့ထိန်းချုပ်မှုကနေလူမြောက်သွားလို့ပျော်ရွှင်နေကြပြီးအနာဂတ်မှာပုံမကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ရတော့မယ်လို့ယုံကြည်နေကြတယ်အမျိုးသားမှာပဲသူ့ကိုမစိတ်ကိုဆရာမရှိတော့ပဲသူ့ရဲ့ဘောပညာကိုတရားဝင်စတင်နေခြင်းတော့မှာဖြစ်တယ်ဒါပေမဲ့သူနဲ့ဆိုင်စွာစိစခန်းဖွင့်နေတော့မှပဲထွက်ပြေးလာတဲ့မိန်းကလေးတစ်ယောက်ကသူ့ကိုတိုက်မိခဲ့တယ်သူတို့တဦးစကားပြောရာကနေအမျိုးသားဟာမိန်းကလေးကိုအဖွားဦးတစ်ယောက်ကသူ့သားအတွက်ချွေးမအဖြစ်ဝယ်ထားတာဖြစ်ကြောင်းသိလိုက်ရတယ်သူမကအချိန်ပိုင်းအလုပ်တွေလုပ်ပြီးပိုက်ဆံစုခဲ့တာကကြောင်းစရိတ်ပေးဖို့အတွက်ဖြစ်တယ်ဒါပေမဲ့အဖွားကိုကတီးသွားပြီးသူမကိုဒီနေရာအထိလိုက်ဖမ်းနေတာဖြစ်တယ်ဒီအချိန်မှာအမျိုးသားကမိန်းကလေးရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်လာခဲ့တယ်ယခေကအမျိုးသမီး၄ယောက်ရဲ့ရက်ဆက်စွာနာကျင်စေခဲ့ဘူးပေမဲ့အမျိုးသားကတော့သူမကိုကူညီဖို့ပဲရွေးချယ်လိုက်ပါတော့တယ်